မင်္ဂလာပါဘောလုံးဝါသနာရှင်ပရိသတ်ကြီးခင်ဗျာဒီနေ့မှာတော့ Real Madrid အသင်းအတွက်အဖိုးတန်တဲ့အနိုင်ရလဒ်ကိုဖော်ဆောင်ပေးခဲ့တဲ့ကွင်းလယ်လူ Federico Valverde ရဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်မနေ့ညကပွဲစဉ်မှာ Real Madrid ဟာ Celta Vigo အသင်းနဲ့ရင်ဆိုင်ခဲ့ရပြီးပွဲပြီးခါနီးအထိတကိုးစီတရေကျနေတာကြောင့်အမှတ်လျှော့ဖို့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့ပွဲကစားချိန်နောက်ဆုံးမိနစ်95မိနစ်မှာတော့ Valverde က area အပြင်ဘက်ကနေအားပါတဲ့ကန်ချက်နဲ့အဖိုးတန်အနိုင်ဂိုးကိုတွင်းယူပေးခဲ့တာဖြစ်ပါတယ်ဒီဂိုးဟာပြိုင်ဘက်ခံစစ်ကစားသမားနဲ့ထိပြီးလမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပေမဲ့အသင်းအတွက်တော့အလွန်အရေးကြီးတဲ့၃မှတ်ကိုရရှိစေခဲ့ပါတယ်။ Real Madrid ဟာဒီပွဲမှာဒဏ်ရာရကစားသမားများပြားနေတာကြောင့်လူအင်အားအခက်အခဲရှိနေပေမဲ့ Valverde ကတော့ပွဲချိန်ပြည့်မနာတမ်းပြေးလောကစားခဲ့ပြီးအသင်းကိုပခုံးထမ်းတင်ပေးခဲ့တယ်လို့တောင်ချီးကျူးခံနေရပါတယ်။ဒီနိုင်ပွဲကြောင့် Real ဟာဇယားထိပ်ကဘာစီလိုနာအသင်းကိုဆက်လက်ဖိအားပေးနိုင်ခဲ့ပြီးချန်ပီယံဆုမျှော်လင့်ချက်ကိုလည်းဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့နောက်ဆုံးရဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာဘောလုံးအကောက်ဖွင့်ခြင်းရင်လည်း bio ကနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်ကြီးရော Valverde ဟာလက်ရှိ Real အသင်းမှာအရေးပါဆုံးကစားသမားလို့ထင်ပါသလားမှတ်ချက်မှာပြောခဲ့ပေးပါဦး